ကိုချစ်တဲ့သူရဲ့အစင်ပြေခြင်းနဲ့အစင်မပြေခြင်းတွေကိုထိုင်ကြည့်နေရတဲ့ feeling တစ်ခုကတော်တော်ဆိုးတယ်ပေါ့နော်ဝင်ရောက်ဆွတ်ဖက်အောင်လဲသူ့မှာသူချစ်တဲ့ပိုင်းရှိနေပေါ့နော်လူတယောက်ကလိုမျိုးတစ်ဖက်သက်ကြီးယူမူချစ်တဲ့ဇလန်းဆိုင်ပုံစံလေးနဲ့စားတဲ့ရုပ်ရှင်တစ်ခုပေါ့နော်အားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော် one day ဆိုတဲ့ထိုင်းအချစ် drama ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် IMDb အနေနဲ့လည်း 7.3 ထိရရှိထားတယ်လူငယ်ဆန်းဆန်းအချစ်ကားပုံစံလေးကိုကြည့်ကျင်တဲ့သူတွေတော်တော်ဒီရုပ်ရှင်လုံးဝကွက်တီပေါ့နော်နောက်ကဒီလုံးလေးတွေကအစားဒီထဲမှာရိုက်ချက်တွေကအစုံတော်တော်လေးမိုက်တဲ့ကားလို့ပြောလို့ရတယ်ထိုင်းရုပ်ရှင်လို့ပြောရင်တော့မှယုံအားမှာမဟုတ်တဲ့ပုံစံမျိုးတွေရိုက်ချက်တွေလည်းပါတယ်ပေါ့နော်နောက်တစ်ခုကလိုမျိုးခီးသွားတဲ့ရုပ်ရှင်ပုံစံလေးပါဖြစ်တဲ့အတွက်ကြောင့်စိတ်ပန်းဖြူဖို့လည်းကောင်းတဲ့ရုပ်ရှင်လို့အရင်ဆုံးပြောချင်တယ်ပေါ့နော်ဒီရုပ်ရှင်ရဲ့အကြောင်းအားလုံးနားလည်လွယ်အောင်ကြည့်လို့ကောင်းတဲ့ခြေအနေတစ်ခုတည်းကြောင့်ပြောရမယ်ဆိုရင်ဒီထဲမှာပါတဲ့ကောင်လေးကပေါင်သွင်းမခံရသူတယောက်ပေါ့နော်သူကဒီရုံးမှာဆိုရင်လူတွေသူ့အဲ့လိုမျိုးပွဲတွေပါရှိတော့မှမကောင်းတဲ့လို့ဖိတ်တဲ့ပုံစံမျိုးပဲဖိတ်တဲ့ပုံစံမျိုးပေါ့နော်ဒီလိုနဲ့တနေ့မှာသူတို့ရုံးကိုအရန်လာတဲ့ကောင်မလေးတယောက်အလုတ်လာလုတ်တယ်ပေါ့နော်ဒီချိန်မှာသူအဲ့ကောင်မလေးကိုချစ်မိသွားတယ်အဲ့ကောင်မလေးကိုချစ်မိသွားတဲ့အချိန်မှာလေအဲ့ကောင်မလေးကသူတို့ရုံးရဲ့ဒီ CEO နဲ့ကြိုက်သွားတယ်ပေါ့နော်ကြိုက်သွားတဲ့အချိန်မှာဒီ CEO မှာ main မောက်ကလေးရောရှိတယ်ဒီလိုနဲ့တနေ့သူတို့ရုံးကအဲ့လိုမျိုးသူတို့ရောင်းအားတွေပြည့်မိတဲ့အတွက်ခီးစဉ်တစ်ခုလိုက်ပို့တယ်ပေါ့နော်လိုက်ပို့တဲ့အချိန်မှာတရုံလုံးပါတယ်ပါတဲ့အချိန်မှာသူကဒီကောင်မလေးကိုပဲအဲ့လိုမျိုးတစ်ဖက်သက်ချစ်နေတဲ့ပုံစံမျိုးနဲ့သူရိုက်ပြထားတယ်ပေါ့နော်ဒီချိန်မှာလည်းဒီကောင်မလေးနဲ့ CEO နဲ့ဒီခီးစဉ်မှာအဲ့လိုမျိုးပျော်ရွှင်နေကြရပေါ့နော်ဒါပေမဲ့ဒီ CEO ရဲ့ main မနဲ့ကလေးကတနေ့ဒီခီးစဉ်ကိုလိုက်လာတယ်လိုက်တဲ့အချိန်မှာကောင်မလေးကအဲ့လိုမျိုးအသေးကွဲတဲ့ပုံစံဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာသူတို့ခီးစဉ်အားလုံးပြီးသွားတဲ့အချိန်မှာအကုန်လုံးပြန်တဲ့အချိန်မှာကောင်မလေးကပြန်မလိုက်တော့ဘူးနေခဲ့အဲ့ချိန်မှာဒီကောင်မလေးတို့ဖက်သက်ချင်နေတဲ့ကောင်လေးကလည်းဒီခီးစဉ်မှာနေခဲ့တယ်ပေါ့နော်အဲ့လိုမျိုးနေခဲ့သူတို့နှစ်ယောက်ထက်ကြံခဲ့ပေါ့နော်အဲ့ကောင်မလေးကလည်းမျိုးနှင်းလျှော်စီးရင်နဲ့ accident တစ်ခုဖြစ်သွားတယ် accident ဖြစ်သွားတဲ့အချိန်မှာသူကထူးဆန်းတဲ့ယောဂတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါတော့တရက်တာအတိတ်မြေယောဂပေါ့နော်ဒီတရက်ပဲသူကအတိတ်မြေမှာနောက်နေ့ကျရင်သူ့ဘဝအဖြစ်မှန်တဲ့အကုန်လုံးပြန်သိမှာပေါ့နော်ဒီတော့ကောင်လေးကဒီကောင်မလေးကိုသူကဒီကောင်မလေးရဲ့ရည်သားပါဆိုပြီးတော့လိန်လိုက်တယ်ပေါ့နော်လိန်လိုက်ပြီးတော့အဲ့တရက်တာမှာဖြစ်သွားတဲ့အချစ်ဇလန်းအချစ်နေတစ်ခုကဒီရုပ်ရှင်ရဲ့အသက်လို့ပြောလို့ရတယ်အဲ့လိုမျိုးနာကျင်စရာတွေကျင်နာစရာတွေအဲ့လိုမျိုးခံစားချက်တွေအများကြီးနဲ့အဲ့တရက်တာလုံးရဲ့အကြောင်းကဒီရုပ်ရှင်တစ်ခုရဲ့အသက်ပေါ့နော်ဒီတော့အဲ့အကြောင်းကိုကျွန်တော်ဆက်ပြောလို့မဖြစ်တော့ဆက်ပြောရင်ကြည့်လို့ကောင်းမှာမဟုတ်တော့ဘူးပေါ့နော်ပြောမှဆိုရင်လုံးဝကိုညင်ညင်လေးနဲ့ကောင်းတဲ့အချစ်ကားလေးပါနောက်ပြီးပြောချင်တာလိုမျိုးစိတ်ခိုင်မှကြည့်ပေါ့နော်အချစ်ကားလေးလုံးဝ drama တိုက်လေးဖြစ်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ရှင်းမှာပြန်တွေ့ပါမယ်